grade 10က missing coordinate တန်ဖိုးလေးကိုရှာပါမယ်အဲ့တော့ p ကို x1, y1 လို့သတ်မှတ်လိုက်မယ်ပြီးရင် q ကတော့ x2, y2 လို့သတ်မှတ်ပါမယ် m ကတော့ x, y ပေါ့နော်သူတန်ဖိုး 3, 3အဲ့ဒီမှာ m က midpoint of point p and q ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီ m က midpoint ဆိုတဲ့ equation လေးနဲ့ရှာမယ် x1 plus x2 by 2, y1 plus y2 by 2เนาะအဲ့ဒီမှာဆရာမတို့ x1 နေရာလေးအစားသွင်းလို့ရတယ်2 x2 ကမသိသေးတော့ x2 တိုင်းထားမယ် y1 ကသိတယ်6 y2 ကမသိဘူးဒီဘက်က m က x, y က 3, 3လေးထားပါတယ်အဲ့မှာဆရာမတို့3နဲ့ဒီဘက်က2 plus x2 by 2နဲ့ equation ချမယ်ပြီးရင်တစ်ဖက်က3နဲ့6 plus y2 by 2လေးနဲ့ equation ချပါမယ်ဒါဆိုဒီဘက်က equation ရှင်းလို့ရပြီ3နဲ့2နဲ့မြောက်တော့6 2 plus x2 အဲ့ဒီမှာဆရာမတို့ x2 တန်ဖိုးလေးရှာလို့ရသွားပြီဒီဘက်မှာလည်း3နဲ့2နဲ့မြောက်တော့6 plus y2 အဲ့ဒီကနေ y2 တန်ဖိုးလေးရှာလို့ရသွားပြီပေါ့နော်ဒါဆိုရင်တို့လိုချင်တဲ့ q coordinate တန်ဖိုးလေး x2, y2 တန်ဖိုးလေးရသွားပါပြီအဲ့တော့ဘယ်လောက်ရလဲဆိုရင်4, 0လေးပေါ့နော်